အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နေမာဂျူနီယာဟာသူ့ရဲ့ကစားသမားဘဝကိုသူကိုယ်တိုင်လက်နဲ့ဖျက်ဆီးခဲ့သူတစ်ယောက်ပါနေမာရဲ့နေထိုင်မှုပုံစံတွေကလည်းဝေဖန်စရာတွေဖြစ်နေခဲ့ပြီးမီဒီယာတွေမှာလည်းသတင်းကောင်းကြီးပိုင်းတွေကနေမကောင်းသတင်းနဲ့မကြာခဏကြော်စောတတ်ပါတယ်အသက်33နှစ်အရွယ်ကိုရောက်ရှိနေတဲ့နေမာဟာဒဏ်ရာနွံထဲမှာဆုံးဆုံးမြုပ်နေရင်ကစားသမားဘဝကလည်းနေဝင်နေပြီဖြစ်ပါတယ်ဒီလိုချင်းနေမှာပဲဘရာဇီးနည်းပြဟောင်း1990ကမ္ဘာ့ဖလားချန်ပီယံအီမာဆင်လီယိုကနေမာရဲ့ပုံစံကိုပြစ်တင်ဝေဖန်လိုက်ပါတယ်လီယိုက CN Sport နဲ့အင်တာဗျူးမှာနေမာဟာအရင်လိုကစားသမားမျိုးမဟုတ်တော့ဘဲဘယ်သူတယောက်အတွက်မှစံနမူနာကောင်းတယောက်ဖြစ်မနေတော့ကြောင်းထောက်ပြဝေဖန်လာခဲ့ပါတယ်လီယိုကနေမာဟာအရင်ကလိုမျိုးပွဲတွေကိုလွှမ်းမိုးကစားနိုင်တော့ခြင်းမရှိတော့သလိုသူ့ကိုယ်သူလည်း view ဆိုင်တာမျိုးမရှိကြောင်းအပြစ်တင်လိုက်ပါသေးတယ်ဒါအပြင်နေမာကဒီပုံစံနဲ့2026ကမ္ဘာ့ဖလားမှာနေမာကဘရာဇီးအတွက်အဖြစ်တကူဖြစ်လာနိုင်မှာမဟုတ်ကြောင်းလည်းသုံးသပ်သွားခဲ့ပါတယ်မင်္ဂလာပါမြန်မာချင်းနဲ့ဘောလုံးကစားခြင်းသူများအတွက်ဘော်ဒီဘက်လာပါပြီနေမာက2023အောက်တိုဘာမှာဘရာဇီးအတွက်နောက်ဆုံးကစားပေးခဲ့ပြီးတဲ့နောက်ပြင်းထန်ဒုတိယရရှိသွားခဲ့ပါတယ်။ဒီတရားကြောင့်တစ်နှစ်ကျော်လောက်အနိုင်ယူလိုက်ရတဲ့နေမာဟာဆော်ဒီအသင်းအေလီနဲ့ပါစာချုပ်ဖြတ်သိမ်းလိုက်ရပြီးတော့ငယ်ဘွားအသင်းဆန်တိုစ်ကိုပြန်လာခဲ့ရပါတယ်။ဆန်တိုမှာရေတိုစာချုပ်ချုပ်ဆိုထားပြီးဥရောပကိုပြန်နိုင်ဖို့ရည်မှန်းထားခဲ့ပေမဲ့ဒီကိစ္စတွေကနေမာအတွက်ထင်ထားသလိုဖြစ်မလာခဲ့ပါဘူး။နေမာကဒဏ်ရာမကြာခဏပြန်လည်ရရှိနေတတ်သလိုခြေစွမ်းကလည်းကြာဆင်းနေတာကြောင့်အရင်လိုနေမာမဟုတ်တော့တာကလည်းကျိန်းသေးလိုနေပါတယ်။ဆန်တိုကတော့နေမာကိုနှစ်ရှည်စာချုပ်ချုပ်ဖို့ကိစ္စပြန်လည်စဉ်းစားသုံးသပ်နေတဲ့ချိန်မှာကာလိုအန်စလော့တီကလည်းနေမာကိုဘရာဇီးအတွက်ရွေးချယ်ခြင်းမရှိပါဘူး။နေမာရဲ့နာဂတ်ကလည်းမရေမရာဖြစ်နေပြီးဒီတိုင်းဆိုရင်လာမယ့်ကမ္ဘာ့ဖလားမှာနေမာကလက်ခုပ်တီးအားပေးနေုံပဲရှိနေပါတော့တယ်။ကြည့်ရှုပေးခဲ့တာကျေးဇူးများတင်ပါတယ်။